လာပါလိုင်းမပြန်တက်လာပြီလိုင်းမပြန်တက်လာပြီညနေကပြောတဲ့နေ့လေရပေါ့နေ့လေတင်တဲ့ဆက်ကလေးပြန်စပေးမယ်ဝတ်လည်းမလဲရသေးဘူးရေလည်းမချိုးရသေးဘူးအခုမှအလောက်ကညာခိုင်းဆင်းရတော့8 နာရီခွဲမှပြီးတယ်အခုအိမ်ရောက်အမဟိုဘာတော့ထမင်းဟင်းနေပြင်ပြီးကိုလည်းစားပြီးတော့စားပြီးလေးပြန်စားပြီးတော့ဖြစ်တယ်မောပြေလေးစားဖို့အတွက်တဲသီးလေးတွေစိတ်ပြီးရေကကြလေးထည့်ထားမယ်ပြီးမှစားလို့ကောင်းတယ်ဒီကင်းနဲ့သူကဝယ်ထားတငယ်ချင်းဝယ်ပေးလိုက်တာကားထဲမှာထည့်ထားတော့ပူနေချိုးတာတော့တော်ချိုးတယ်ဇာတ်လေးပြန်စပြောမယ်ဆက်ကလေးပြန်စပြောမယ်ပေါ့အားနဲ့ကျမ3 လပြည့်ပြန်ရမယ်အဲ့ဒီပတ်စံလေးလည်းရမယ်ပေါ့အဲ့ဒီပတ်စံတွေကိုကိုစိတ်ကူးရရင်တွက်ချက်ပြီးတော့မှသိရမလားလေလေးတိုက်ရင်ဒီစောင့်နေတာပေါ့ကွယ်အသားနဲ့လေးတွေးရတော့မယ်ဘာညာပေါ့အဲ့မှာဘာစားဖြစ်လဲဆိုတော့ဒါပေမဲ့ဟိုခွာဖြစ်တော့ပြောတာမဟုတ်ပါဘူးခလေးရသွားတယ်အဲ့ဒီ3 လအတွင်းမှာခလေးရသွားတယ်ခလေးရသွားတယ်ဆိုတာလေကိုကလည်းငကိုထဲကကိုမျိုးသားကလည်းအသက်ကြီးပြီးကိုကလည်းအသက်ကြီးပြီးတော့အမဟိုတိမ်မှာရေးရှိတယ်လေရေးရှိတော့အဲ့ရေးကြီးလာတဲ့အချိန်ကြာလာတဲ့မြခလေးမရမှာဆိုလို့ဟိုသူ့အတွက်ကိုလည်းမွေးပေးခြင်းတယ်ကိုလည်းစိတ်ကလည်းဟိုတာယာအေးချမ်းတဲ့မိသားစုလေးကိုထူထောင်ခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးနဲ့အစားတဲ့ကကိုကဘာစေးမှဘာမလုပ်ပဲနဲ့ကလေးယူမယ်ဆိုပြီးတွေးထားတာဒါပေမဲ့ဒီရောက်တော့အဲ့လိုမျိုးလေးတွေပေါ့နော်ရာသီဥတုဒဏ်နေအလုတ်ဒဏ်နေလွမ်းတဲ့ဒဏ်ကလေးကိုလွမ်းတဲ့ဒဏ်မိသားစုကိုလွမ်းတဲ့ဒဏ်အဲ့လိုမျိုးတွေနဲ့အဲ့ဒီဥမာတော့လေကလေးရတော့လေပြန်ရမယ့်ဟာကိုစိတ်ကူးတွေရှင်ထားတဲ့ဟာကလေးရသွားတော့သူကပြန်လို့မရတော့ဘူးသူတို့ပြောတာတော့ကလေးရသွားတယ်လင်းစီးလို့မရဘူးဘာညာနဲ့သူကလေနည်းနည်းထက်တယ်ကိုကြည့်ပြီးတော့ကိုဒီမှာမနေနိုင်ဘူးဆိုတာပြန်ကျင်နေပြီဆိုတာ तू သိတယ်ဂျားထဲမှာလည်း तू နဲ့ကိုနဲ့စကားအထင်ကွန်လေးတွေဖြစ်တဲ့ဘာညာကုကခါဆိုရှင် तू ကလည်းစိတ်တူပြီဆိုလို့ရှင်ပြန်မြန်မာပြန်ဆိုပြီးတော့အဲ့လိုမျိုးစိတ်တူတော့လေ तू လည်းပြောကိုလည်းပြောကိုကလည်းပြန်မယ်နင်းနဲ့မပေါင်းဘာညာအဲ့လိုမျိုးတွေပြောတာပေါ့နော်ထွက်စိမ့်နေရန်ဖြစ်တာပါအားမရအောင်အဲ့ဒီဝန်ရှင်ဖြစ်ကြတာလေကိုကလည်းပြောချင်တာတွေပဲပြောအောင်တလားအဲ့ဒါနဲ့အဲ့ तू ကကိုဝင်လဲရှိပြီလေတိလေတိရောအရင်ကလိုမျိုးဟိုနည်းနည်းတင်းမဟုတ်တော့လုံးဝ short ပလိုက်တာ तू က short ပလိုက်ပြီးကိုအဲ့လိုမျိုးမြန်မာစားစာတွေလဲဝယ်ကျွေးတယ်အရင်ကဆိုလို့ရှိရင်ယူကာစားရောက်ကစားဆိုတော့လေသူတငယ်ချင်းတွေကခေါ်တယ်ခေါ်ပြီးဟာတဝိုင်းကျွေးတာဟိုနေ့တိုင်းတော့အဲ့3 လ 2 လမှာအဲ့ဒီအကင်နဲ့နေဝတ်တာမနဝညဝအဲ့ဒီအနံ့ယူလေမြင်လေလူကလေမူးနေတာလေနေ့တိုင်းမပြောက်ဘူးဖြစ်နေတာချာလေကားမှုသူလို့အမြဲတမ်းအန်ကျင်တယ်တလားပို့စိုးတာအဲ့ဒီကိုဝင်လဲရှိတော့ကိုကဝင်ကြီး